မင်္ဂလာနေ့လည်လေးပါရှင်မနေ့ညနေကလေရောမိုးရောလေလဲတိုက်တယ်မိုးလဲရွာသွန်းဖြိုးတဲ့အတွက်အရန်ပြီးအေးတဲ့ရာသီဥတုလေးပါရှင်မိုးရွာသွန်းဖြိုးတယ်ဆိုရင်ခေပန်းတွေကလက်လက်ဆက်ဆက်ပေါ့နော်ပင်ပေါ်ကနေကျွေပြီးတော့ပွင့်တွေကိုလန်းလန်းဆန်းဆန်းဖြစ်နေပါတယ်ရှင်ဒါကတော့လမ်းထိပ်ကဘဘဦးမြတ်အေးရနေပြီးတော့တော်တယ်မမအတွက်တဲ့ခေပန်းတွေဖျားပူစွာအောင်လို့ဆိုပြီးလာပေးပါတယ်ရှင်မနေ့ကဆိုရင်ဘဘဦးမြတ်ကြီးကျမ်းမာချမ်းသာပါသည်ရှင်ဒီမှာကြည့်ပါအောင်ဒါဆိုလည်းအများကြီးပဲဒါမမရဲ့သမီးပြိုလေးကြိုက်လို့မို့တွဲထားတာပေါ့နော်ဘဘဦးမြတ်ကြီးကျမ်းမာချမ်းသာပါသည်ရှင်ဒါမမရဲ့ပြိုးချံလေးရှင်းထားပါတယ်ရှင်မမရဲ့ပြိုးချံလေးရှင်းထားပါတယ်နှင်းတီလေးတွေရတယ်ကြောင်နှင်းတီလေးရတယ်ဝဝီစားစားမြင်းမြင်းဆင်းဆင်းပွင့်နေပါတယ်ဒါကတော့နှင်းစီဖြူဖြူလေးပေါ့နော်ဒီပွင့်ကိုစားမယ်ဆိုရင်ခေါင်းမူးပြေပါတယ်တဲ့ရှင်သွေးလေးမှန်ပါတယ်တဲ့ရှင်စေးနှင်းစီလေးပါဒါကတော့တောက်တော်ကြီးကပ်ဖို့ရေအိုးလေးပေါ့နော်ဒါတောက်တော်ကြီးကပ်ဖို့ရေအိုးလေးတအိုးလောက်ထားပါတယ်ဒီဖျားတောက်တော်ကြီးဆွန်းတဲ့ရေလေးတွေကိုပေါ့နော်တောက်တော်ကြီးဆွန်းတဲ့ရေလေးကိုမမဆိုင်တွဲလိုရန်3ရန်အတွက်ပေးရေလေးတွေကမွာရေလေးတွေဂါထာရေလေးတွေကိုဆွန်းပြီးတော့ပေါ့နော်ဒီရုပ်ဖတ်ထားတဲ့ရေလေးကိုရေမန်းလေးတွေအဖြစ်သုံးပြရန်ဆိုင်အတွက်အနေနဲ့ကင်းရှင်းအောင်အတွက်3ရန်အတွက်ပေါ့နော်ဒီမှာဆွန်းတဲ့ရေလေးတအိုးလောက်ထားပါတယ်တောက်ရေအတွက်တောက်တော်ရေအတွက်တအိုးတောက်တော်ရေကြဆွန်းတဲ့ရေတအိုးလောက်ထားပါတယ်ရှင်မင်္ဂလာနေ့လည်ခင်းလေးပါရာသီဥတုရန်တာယာနေပါရဲ့ရှင်အပူဒဏ်များရောကြပြီးတော့အေးချမ်းချမ်းတာယာနေပါရဲ့ရှင်လေလေးတဖြူဖြူနဲ့ရန်မိုးကောင်းတော့ရာသီဥတုကြီးပါရှင်ကြောက်စိမ့်တီဝီပင်လေးပါရှင်ဒါတော့စိမ့်ပင်လေးခေါ်ပါတယ်စိမ့်လာကမုံပင်လေးပါဒါကတော့အိမ်တော်မင်္ဂလာပင်လေးပါရှင်ဒါကတော့နေဝင်ကမုံလာဝင်ကမုံတွဲဆိုင်ထားတာပါရှင်